ဘသူမှမထင်တဲ့နေ့မှာပဲပြန်လည်လွတ်မြောက်လာတဲ့မော်ရယ်နန်းမွေးဆန်ကဲပရိသတ်ကြီးတို့ရဲ့အချိန်တော်ကြာအောင်မျှော်လင့်နေခဲ့ပေမဲ့လည်းတရုတ်ဆောင်တင်ဆောင်ဝဲကျော်ပြန်ထွက်လာတဲ့အချိန်မှာတော့လုံးဝလွတ်ငြိမ်းချမ်းသာခွင့်နဲ့မပါတဲ့မော်ရယ်နန်းမွေးဆန်ဟာဇန်နဝါရီလ4 ရက်နေ့ယမန်နေ့မနက်ခင်းပိုင်းမှာပဲပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ဒီတခါလွတ်မြောက်လာတဲ့အခါမှာတော့ပရိသတ်တွေအားလုံးမျှော်လင့်ထားသလိုလူငိမ့်ချမ်းသာခွင့်နဲ့အုံကြောအပေါင်းဝင်လွတ်မြောက်တာမဟုတ်ဘဲနဲ့တူတူတိတ်တိတ်နဲ့တယောက်တည်းသာပြန်လည်လွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။နန်းဝင်းဆန်ဆိုတာကတော့ပရိသတ်တွေရဲ့အသေးစိတ်မော်ရယ်တလက်ဖြစ်သလိုခန္ဓာကိုယ်ကောက်ကြောင်းကလည်းအင်မတန်မှမိမိုက်လွန်တာကြောင့်မြန်မာနိုင်ငံမှာဆိုရင်မော်ရယ်နန်းဝင်းဆန်နဲ့တစားဝင်းကျော်ဟာလူလူစီကနေအားပေးမှုအများဆုံးရရှိထားတဲ့မင်းသမီးတွေလို့ပြောရင်လည်းမမှားပါဘူး။သူတို့နေရာကိုတော့အလက်ချောနဲ့ဆက်သွယ်ရေးပုံမှာ33ကကြီးနဲ့ထောင်ဒဏ်ချမှတ်ခဲ့ကြတာလည်းဖြစ်ပြီးတော့တစားဝင်းကျော်ကတော့အရင်ဆုံးလွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ကတော့မော်ရယ်နန်းဝင်းဆန်ကိုလည်းမော်ရယ်လောကမှာပြန်လည်မြင်ကျင်တာကြောင့်နှမျိုးတန်းတာဖြစ်နေကြပေမဲ့လည်းသူကတော့အခုချိန်မှသာပြန်လည်လွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။သူမလွတ်မြောက်လာခဲ့ပြီးနောက်ပိုင်းမှာတော့မိသားစုနဲ့သာပျော်ပျော်ရွှင်ရွှင်နေသွားဖို့ဆုံးဖြတ်ထားတာကြောင့်အရင်ကလိုမျိုးမော်ရယ်လုပ်တွေပြန်လုံးဖြစ်မယ်မလို့ဖြစ်ဘူးဆိုတာကတော့မသေးချာနေပါဘူးရှင်။ပရိသတ်ကြီးတို့လည်းထောင်ထဲကနေဒီကနေ့မှပြန်လည်လွတ်မြောက်လာတဲ့သူမအတွက်အားပေးစကားလေးတွေပြောပြသွားကြပါအောင်ရှင်။လွတ်လပ်ရေးနေ့မှာလူငိမ့်ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာတဲ့နန်းမွေဆန်ဇန်နဝါရီ4 ရက်နေ့မှာတော့88နှစ်မြောက်လွတ်လပ်ရေးနေ့ထိမ်းမှတ်ဖြစ်အကျဉ်းထောင်တီတီကအကျဉ်းသားထောင်ကြီးကိုလူငိမ့်ချမ်းသာခွင့်ပေးခဲ့ပါတယ်။ဒီထဲမှာပရိသတ်တွေရဲ့အချစ်တော်နန်းမွေဆန်တို့ပါဝင်ခဲ့ပါတယ်။နန်းမွေဆန်ကပရိသတ်တွေရဲ့မြင်ကွင်းရှိကနေပြကွယ်ခဲ့တာနှစ်နှဲငယ်ကြာမြင့်နေပြီးဖမ်းဆီးခံရတာ3နှစ်ခွဲကျော်4နှစ်နီးပါးရှိသွားပါပြီ။နန်းမွေဆန်ကရုပ်ရည်ချောမောပြီးဆွဲဆောင်မှုအပြည့်ရှိပေမဲ့မြမရိုးရနဲ့မကိုက်ညီတဲ့အပြုမှုတွေကြောင့်2022ခုနှစ်မှာအဖမ်းခံလိုက်ရတာပါ။နန်းမွေဆန်တယောက်တည်းမဟုတ်ပဲတင်စာဝင်းကျော်လည်းအဖမ်းခံရတဲ့အထဲမှာပါဝင်ခဲ့ပါတယ်။နန်းမွေဆန်နဲ့တင်စာဝင်းကျော်ကခန္ဓာကိုယ်ကောက်ကြောင်းလဲလှတယ်လို့မျက်နှာကလည်းချောမောလှပသူဖြစ်တာကြောင့်ခန္ဓာကိုယ်အသားပေးတဲ့ဓာတ်ပုံတွေကိုနိုင်ငံခြားက website တစ်ခုမှတင်ပြီးတော့ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ပရိသတ်တွေကိုဆွဲဆောင်နိုင်တဲ့နန်းမွေဆန်ကဒီလုံးနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုခဲ့ပြီးဝင်ငွေဒေါ်လာ1000ချီကိုလာစဉ်ရရှိခဲ့တာပါ။ဒီဝင်ငွေနဲ့ပဲနှစ်အတော်ကြာအောင်ရပ်တည်ခဲ့တဲ့နန်းမွေဆန်ကဆရာဝန်တယောက်လည်းဖြစ်ပါတယ်။ဆရာဝန်ဘွဲကိုရရှိပြီးမြဲဒီဘွဲရပြီးရဲ့နောက်မှာမော်ဒယ်အလုံးနဲ့ပဲရပ်တည်ခဲ့ပြီးထင်ထားတာတက်လည်းအောင်မြင်ခဲ့ပါတယ်။နန်းမွေဆန်ကမော်ဒယ်အလုံးမှာလူသိများပြီးမြဲ electronic ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေပုံမှန်တရားဆွဲခံခဲ့ရပြီးထောင်ဒဏ်6နှစ်ကြာခံခဲ့ရတာပါ။6နှစ်အမိန့်ချခံခဲ့ရပြီးမြဲ2026ခုနှစ်မှာတော့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။နန်းမွေဆန်ကမတွေ့ရတာကြာသွားပြီမြဲအရင်လိုလာပနေစေဖြစ်ပြီးခန္ဓာကိုယ်ချိုးစားကလည်းကြားနာနေစေဖြစ်ပါတယ်။နန်းမွေဆန်လွတ်မြောက်လာတဲ့သတင်းကြောင့်ပဲအမျိုးသားတူကြီးကတော့ဝမ်းသာနေကြပါတယ်။